ကျော်ထင်တော်ရထားဟာခရင်သုံးကပုံစံလက်ဝဲလက်ရနဲ့အလေရစစ်ထိုးပြီးရန်သူကိုသုံးပိုင်းပိုင်းမှာဖြစ်ပါတယ်တမူးထော်မိုင်းရဲကစစ်စင်15စီးစစ်မြင်း200စစ်တရေ3000နဲ့လက်ရတောင်ပန်းတမူးဗရသင်းညံကစစ်စင်15စီးစစ်မြင်း200စစ်တရေ3000နဲ့လက်ဝဲတောင်ပန်းကျော်ထင်တော်ရထားကစစ်စင်အစီး20စစ်မြင်း100စစ်တရေ4000နဲ့အလေကနေအတင်းထိုးပေါက်ပြီးရန်သူကောင်းဆောင်တွေရဲ့ထိန်းချုပ်မှုကိုဖျက်ဆီးမှာဖြစ်ပါတယ်။ကဲတိုက်ပွဲစပါပြီ။နောင်ရိုးတိုက်ပွဲမှာကျော်ထင်တော်ရထားဟာဆွဲလမန်လို့အမိရတဲ့စင်ကိုစီးပြီးဟန်တာရီတက်ကိုအလေကနေအတင်းနင်းတိုက်ပါတယ်။ဟန်တာရီစစ်တရေမင်းရဲ့အောင်နိုင်ကဒီအောင်ပွဲဟာသူ့အတွက်လို့မှတ်ယူတဲ့အတွက်ကျော်ထင်တော်ရထားရဲ့စစ်ဦးထိုးတဲ့ဘက်ကိုတန်းတန်းကြီးရှေ့ရှုကာဆင်စီးပြီးတက်ကုံလွတ်ပါတယ်။ဒီလိုနှစ်ဖက်တပ်တွေမျက်နှာချင်းဆိုင်ထိတ်တိုက်တွေ့ကြတဲ့အခါဟန်တာရီတပ်တွေကကျော်ထင်တော်ရထားရဲ့အလေချမ်းကိုဝိုင်းမဲကြတဲ့အတွက်တောင်ပန်တွေရဲ့စီရေးကုကဲမှုဟာလဟင်းစာပြူလာပါတယ်။တကယ်တော့ကျော်ထင်တော်ရထားကိုယ်တိုင်အလေကနေဆင်းနဲ့ချုံးဖွင့်ဝင်တာဟာရန်သူကောင်းဆောင်တွေရဲ့မြင်ကွင်းမှာထင်းထင်းကြီးမြင်စေလိုလို့ဖြစ်ပါတယ်။ကျော်ထင်တော်ရထားရဲ့စင်တက်ကအရှိကနေအတင်းထိုးဖောက်ပြီးနောက်ကမြင်းတက်ရှည်ရင်တက်သားတွေကလည်းတဲကြီးမဲကြီးဇွတ်အတင်းဝင်ခုတ်နေတဲ့အတွက်စစ်ပွဲဟာငရဲပြည်မှာပြည်ပြတ်တယ်လို့ဖြစ်နေပါတယ်။ဟန်တာရီတက်တွေအလဲမှာစုသွားတဲ့အခါတောင်ငူရဲ့တောင်ပန်ထိုးစစ်တွေအောက်မှာမရှုမလားဖြစ်ခါဟန်တာရီတက်မှုတွေဒီအခင်းကျင်းကိုမကင်တွယ်နိုင်ဖြစ်လာပါတယ်။ဒီလိုနဲ့တိုက်ပွဲဟာအမတန်ပြင်းထန်ပြီးနှစ်ဖက်အကြအဆုံးများပြားလှပါတယ်။အလေကကျော်ထင်တော်ရထားကိုချုံးဖွင့်ပြီးဝင်လုံးနဲ့စစ်ဦးစီးမင်းရဲ့အောင်နိုင်ဟာနောက်ဆုံးစင်ဦးကင်းမှာအသက်ပြောက်သွားပါတယ်။စစ်ဦးစီးတိုက်ပွဲမှာကြာသွားတဲ့အတွက်ဖယိုဖျဲဖြစ်နေချိန်တောင်မူသားတွေတရေစပတ်စည်းတယ်လို့အတင်းဝင်တိုက်တဲ့အတွက်ဟန်တာရီတပ်တွေစစ်ကောင်းကွဲကနောက်ဆုံးစစ်ဦးစီးဗညာတလကိုယ်တိုင်စင်မော်ကခုံဆင်းပြီးမြင်းနဲ့ထွက်ပြေးပါတယ်။ဒီစစ်ပွဲမှာကျော်ထင်တော်ရထားရဲ့ရှေ့ပြေးတက်ဟာအထိခိုက်အကျဆုံးများပေမဲ့ဟန်တာရီတက်တွေရဲ့စင်မြင်းတုံမန်းတွေနဲ့တူလက်နက်ရိတ်ခါအများပြားကိုလက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။တပင်ရွှေထီးဟာနှစ်ထောင်အားရရှိပေမဲ့ဒီစစ်ပွဲမျိုးကိုသူကိုယ်တိုင်ဝင်မပါရတဲ့အတွက်အားမလို့အားမရဖြစ်ခါကျော်ထင်တော်ရထားကိုဟန်တာရီနဲ့သားတွေနဲ့တွေ့ရင်ငါ့ကိုစောက်ဖို့အမိန့်တော်ရှိထားရဲ့နဲ့ဘာလို့မစောက်မဲတိုက်ကြသလဲငါစားတော့ပွဲကိုပုတ်ချရသလားလို့ကြိတ်ပါတယ်အဲ့ချိန်မှာကျော်ထင်တော်ရထားရဲ့ပြန်လေလျှောက်တင်ချက်ကအရှင်အမိန်တော်ကိုမယိုသေး၍မနာခံခြင်းမဟုတ်ကြောင်းပါဖေဟာကျွန်တော်မျိုးတို့တိုက်ခိုက်အောင်မြင်နိုင်ခဲ့တဲ့ပွဲဟာဖုံးတော်ကြီးလာတဲ့မင်းတရားနဲ့ထိုက်တန်တဲ့ပွဲမျိုးမဟုတ်ကြောင်းပါဟန်တာရီဘရင်ကြုံနေဖြစ်ကြတဲ့ဗညာတလနဲ့မင်းရဲ့အောင်နိုင်တို့ဦးစီးတဲ့တက်ဖြစ်တဲ့အတွက်ဖေဟာကြုံတော်များဖြစ်ကြတဲ့ကျွန်တော်မျိုးတို့နဲ့သာထိုက်တန်ကြောင်းပါဖေဟာဟန်တာရီသူရှင်တကရွက်ပြီးကိုယ်တိုင်ဥဆောင်တဲ့တက်မကြီးဖြစ်ခဲ့ပါကအရှင်ဖုံးရိပ်ကိုမှီခိုပြီးစောင့်တိုက်မှာဖြစ်ကြောင်းပါဖေဟာအခုစစ်ပွဲဟာလည်းအရှင်ဖုံးတော်ကြောင့်အောင်နိုင်တာဖြစ်တဲ့အတွက်နောင်အခါမှာဟန်တာရီသားတွေခုခံဝန်းတော်မှာမဟုတ်ကြောင်းပါဖေဟာတပင်ရွှေတီးဟာစိတ်ဆိုးမှန်ဆိုးရှိပေမဲ့ကျော်ထင်တော်ရထားရဲ့ရှောက်တင်ချက်ကိုကြားတဲ့အခါမှာအလွန်နှစ်သက်သဘောကျတဲ့အတွက်လက်မှာဝတ်ထားတဲ့ဗရမ ्या လက်ကောက်ကိုချွတ်ပြီးကျော်ထင်တော်ရထားကိုချီးမြှင့်ပါတယ်အဲ့ဒီနောက်မှာတပင်ရွှေတီးမိန်တော်မူတာကဟန်တာရီစစ်တရေနှစ်ဦးအုပ်စီးတဲ့တက်တော်ကြီးကိုအောင်နိုင်တဲ့အတွက်ဒီနေ့ကစားပြီးဘရင်တော်ဟူသောဘွဲအမိကိုခံယူစေလှိုင်မြို့ကိုအပိုင်စားပြီးအမှုတော်ကိုဆက်လက်ထမ်းရွက်စေလို့အမိန့်ပါတယ်ထိုနေ့မှစ၍ကျော်ထင်တော်ရထားဟာဘရင်တော်ဆိုတဲ့ဘွဲကိုခံယူကာတမိုင်းမှာအထင်ရှားဆုံးပုဂ္ဂိုလ်တူဖြစ်လာခဲ့ပါတယ်